င်္ဂလာပါမတီးမှာတော့မိညာကိုကြောင်းတော့ပြပါဖြစ်ပါတယ်ဒီနေ့မှာတော့ကြောင်းသူတော်မလေးရဲ့တနေ့တာလေးပေါ့ကျွန်မတော့မိညာကိုဒီနေ့ကြောင်းတော့မှာအတွက်အစားတောက်တေးလို့ဗာလေမုတ်တေးလို့နေ့လေခင်းစားမိုးတွေလို့အမခဲတဲ့နီဘောပင်နေဝင်ရမှာဖြစ်ပါတယ်ကဲတော့မယ်ဆိုင်ရတော့ID တော့ခြာထားတယ်ပေါ့ရှင်ဟိုဒီရွေးဆိုင်မယ်ပေါ့ကဲမင်းညောင်ရောက်ပါပြီကဲမင်းညောင်လေးမင်းညောင်ကြိုက်တဲ့ဆိုင်လေးထဲမှာမင်းညောင်ကြိုက်တဲ့မုတ်တွေဝယ်ပါပဲဒီလေခင်းစားမှုဆိုခဲနေယူဝင်မယ်ပေါ့ဒါစားတယ်လို့ဒါဟိုကရေးခဲ့မို့ကဲဒါဒီယူမယ်မယူမယ်ပေါ့နော်အဲ့နဲ့ပါတော့ရွေးကြုံဒီဟာတော့ပြဒီဟာအဲ့လူမရောက်တော့အေးငါအလားပြမို့မိခဲ့ထားပါတော့ဒါဒီဟာရမဟုတ်ထားတော့ရပြီအိုးဝေးပြီလေမင်းကဲမင်းညာခုကြောင်းသွားမယ်ကြောင်းတော့တက်တော့ပြီချင်းနေဒီချင်းအဲ့ဆိုမင်းညာအဲ့ဒီကြောင်းတော့ပေါ့လာခေးပါနော်ကြောင်းနဲ့ဆင်းသွားပြီကဲမရောက်ကြောင်းလေးဆင်းသွားဆိုတော့မယ်ပေါ့နော်ခဲရည်ဘောပင်နေတော့ဝယ်ပြီးကဲဗီဒီယိုလေးတော့ပါပဲမင်းရောက် channel လေးကို like and subscribe လေးနဲ့ခဲ့ပေးပါနော်အားလုံး share လေးရပါပါတယ်အားလုံး